interview တစ်ခုလည်းအောင်ပါပေါ့နော်ဒါတော့သမီးရဲ့ feedback အကြီးတစ်ခုပဲပေါ့ကျတော့ဒီအင်္ဂလိပ်စာဆိုတာတကားပေါက်တစ်ပေါက်ပဲပေါ့နော်ကိုယ့်ရဲ့တကားပေါက်ကိုကိုယ်တိုင်ကဆွဲခွင့်မှရမှာအဲ့တော့ကိုယ့်ရဲ့ဘဝတိုးတက်ရေးအတွက်တော်လကောင်ဒီအလုပ်အတွက်တော်လကောင်ဟိုဘာဖြစ်ကိုယ့်အတွက်အထောက်အကူတစ်ခုခုဖြစ်နေမယ်ဆိုလို့ရှိရင်ဒါကိုလုပ်ရတာလဲလုပ်ရကြလဲနှက်တယ်ပင်ပန်းခံရကြလဲနှက်တယ်ဆိုတော့အခုလိုမျိုးလေးဟိုသတင်းကောင်းလေးလဲဒီချေကြားရတဲ့အတွက်ကြောင့်မလို့တကယ်လဲဝမ်းသာပါတယ်ဂုဏ်လဲဂုဏ်ယူပါတယ်တွေ့ရဝမ်းသာပါတယ်ဒီတော့ဝန်တော့ပါတယ်ဒီချက်ဒီနေ့ဆိုရင်ဒီချောဒီ course တွေကဒီ101တင်တာပေါ့နော်၈ချိန်ပြည့်ပြီ၈ချိန်ပြည့်ပြီဆိုတော့ကိုယ့်အတွက်ဘာတွေတိုးတက်မှုတွေရလာရဲလို့ခံစားမိလဲဒီချက်နဲ့ဒီ101 class တွေကိုမ join ကျင်တော့ဆိုလို့ရှင်တော့တမီးကအင်္ဂလိပ်စကားပြောဖို့ပြောလဲပြောချင်တယ်အရင်လဲ confident နေရာမရှိဘူးပြောလိုက်လို့ရှိရင်လဲမှားမှာဆိုတယ်ပြီးတော့ဒီအင်္ဂလိပ်စာဆိုလို့ရှိရင်လဲ basic conversation တွေလောက်ဆိုရင်တော့သုံးတတ်ပေမဲ့အဲ့ထက်စားတဲ့စကားလုံးလှလေးဆိုလို့ရှိရင်ဒီစကားပြောတွေမှာထည့်ပြီးတော့မသုံးတတ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ teacher ရဲ့ class ကို join ပြီးတဲ့နောက်မှာအာအများကြီးမဟုတ်ရင်တော့မှကိုမှတ်မိသလားကိုသုံးချင်တဲ့စကားလုံးတော်တော်များများကိုသုံးလာနိုင်ခဲ့တယ်လှလှပပလေးပေါ့နော် conversation တွေထဲမှာပြီးတော့ teacher ကencouragement တွေလည်းပေးတယ်သမီးဒီအင်္ဂလိပ်စာတိုးတက်မှုကအရင်နှင်းနေတာကိုစိတ်တက်ကြရတယ်ဒါပေမဲ့ကျန်အဲ့ဒါကိုစိတ်ထဲမထားဘဲနဲ့ကိုယ့်ရဲ့ကြိုးစားမှုကိုပဲဆက်ပြီးတော့ကြိုးစားဖို့အမြဲတမ်းဒီသင်ခန်းစာနဲ့တွေ့တဲ့အချိန်တိုင်းမှာအားပေးတော့အဲ့ဒါကအများကြီးထောက်ကူဖြစ်ခဲ့ပါတယ်ဒါသမီးနဲ့ဒီ channel ကဒါအခုမှသိရတယ်မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီ ဟုတ်ကဲ့ channel ဒါဒီမြန်မာနိုင်ငံမှာနေကြတဲ့ကဒါဒီ channel ခုတခြားနိုင်ငံရောက်နေပြီသမီးလည်းတခြားနိုင်ငံရောက်နေပြီဒါ online မှာပြန်တွေ့ကြတယ်ပေါ့အဲ့မတွေ့ခင်တော့ကလည်းဒီ channel ရှေ့မှာအရင်ဗီတာမင်မှာတွေ့ကြုံခဲ့ပြီးသားပေါ့နော်အဲ့တော့ဘာတန်းလေးတက်ခဲ့ရလဲဒီ channel လည်းကိုယ်တိုင်လည်းပြန်ပြီးခေါ်ပြန်ခေါ်ရမှာပေါ့အဲ့တော့ကတစ်ချက်တည်းမှာgeneral English ကိုမှ pre intermediate အတွင်းကိုပဲ join ခဲ့တာပေါ့နော်အဲ့ဒီတော့ကလည်းအာ teacher ကဘယ်လိုပြောမလဲခုနပြောသလိုပဲအရင် simple sentence တွေမဟုတ်ဘဲနဲ့စကားလုံးလေးကိုကိုပြောချင်တဲ့စကားလုံးလေးကိုဘယ်လိုလှလှလေးသုံးရမလဲဆိုတော့အဲ့လိုမျိုးအာ beautiful sentence လေးတွေကိုအမြဲသင်ပေးတဲ့အတွက်အဲ့စာတွေလည်းခုချိန်ဒီ notes တွေထဲမှာအမြဲထရေးပြီးတော့ပြင်ပြင်ပြီးတော့ကြည့်ပြတဲ့တကယ်ဝမ်းသာပါတယ်ဟိုအများကြီးတိုးတက်လာလဲဒီချက်အနေနဲ့တွေ့ရပါတယ်ဆိုတော့ဒီတချို့ဟာကြီးဆိုရင်လဲဒါ teacher တို့ဒီ topic တွေက brain intermediate level ရောက်လာပြီဆိုရင် discussion အပိုင်းအကဟိုပုံမှန်သွားနေကြ topic တွေနဲ့မတူတော့အဲ့ခါကျတော့ကိုကဒီ topic တစ်ခုချင်းစီပေါ်မှာပို့ပြီးတော့ဘယ်လိုပြောရမလဲဆိုရင်ဟိုတိလာတယ်ပေါ့နော်ပို့ပြီးတိလာတဲ့အခါမှာပို့ပြီးသုံးတတ်လာမယ်လို့ teacher တော့ယုံကြည်ပါတယ်ဆိုတော့နောက်ထပ်ရောကိုအင်္ဂလိပ်စာအတွက်ပို့ပြီးတော့ဟိုဘာကြီးလုပ်ဖို့ရှိသေးလဲအင်္ဂလိပ်စာကတော့ညီမနာကတော့ဒီဂျပန်နိုင်ငံမှာပေါ့နော်ဂျပန်စာနဲ့အင်္ဂလိပ်စာကိုအသုံးချပြီးတော့အာကိုယ့်ရဲ့အလုပ်ကို career up လုပ်မယ်လို့တော့တွေးထားတယ်ပေါ့နော်အဲ့ဒီအတွက်အာအင်္ဂလိပ်စာနဲ့ပတ်သက်လို့ရှိရင်ဂျပန်မှာကတိုးရီကိုအများဆုံးသုံးတာဆိုတော့လေဒီချိန်နဲ့နောက်ပိုင်းဒီ general English ကိုပို့ပြီးတော့အခြေမှာပို့ပြီးတော့ကောင်းအောင်လုပ်မယ်လုပ်ပြီးလို့ရှိရင်ဒီတိုးရီဘက်ကိုသွားဖို့တော့စိတ်ကူထားတယ်ပေါ့နော်ချေဟုတ်လောက်တော့မှာရောလက်ရှိဒီကိုအင်္ဂလိပ်စာကအထောက်အကူဖြစ်လားအာဖြစ်တဲ့တီချာနဲ့ဒီအတန်းနေ join ပြီးတဲ့အချိန်မှာသမီးဒီ hotel ဘက်မှာပဲအာ worldwide အနေနဲ့ရှိတဲ့ဒီ organization ရဲ့ hotel တစ်ခုမှာ interview ဖြေတယ်ပြီးတော့သူကအင်္ဂလိပ်လိုရောဂျပန်လိုရောမေးတယ်ဂျပန်လိုကတော့ကိုကဒီမှာကိုယ့်ရဲ့ဂျပန် ရေးချင်းနဲ့ဒီမှာရှိနေပေမဲ့အင်္ဂလိပ်စာကိုသူ့ရဲ့မေးတဲ့အခါမှာစိတ်လှုပ်ရှားမှုတွေမရှိဘဲနဲ့အဲ့ခုနပြောသလိုစကားလုံးလှလှလေးပေါ့နော်သူတို့မေးတဲ့ဥစ္စာလေးကိုပြန်ဖြေပြီးတော့ confident ရှိနဲ့ပြန်ဖြေနိုင်တဲ့အခါမှာအဲ့ interview တစ်ခုလည်းအောင်ပါပေါ့နော်ဒါတော့သမီးရဲ့ um မှန်တာပါ achievement congratulations ပါ achievement အကြီးတစ်ခုပဲပေါ့ motivation ပါအဲ့တော့ဘာပြော teacher ကဒီအင်္ဂလိပ်စာဆိုတာတကားပေါက်တစ်ပေါက်ပဲပေါ့နော်ကိုယ့်ရဲ့တကားပေါက်ကိုကိုယ်တိုင်ကဆွဲခွင့်မှရမှာအဲ့တော့ကိုယ့်ရဲ့ဘဝတိုးတက်ရေးအတွက်တော်လကောင်ဒီအလုပ်အတွက်တော်လကောင်ဟိုဘာဖြစ်ကိုယ့်အတွက်အထောက်အကူတစ်ခုခုဖြစ်နေမယ်ဆိုလို့ရှိရင်ဒါကိုလုပ်ရတာလဲလုပ်ရကြလဲနှက်တယ်ပင်ပန်းခံရကြလဲနှက်တယ်ဆိုတော့အခုလိုမျိုးလေးဟိုသတင်းကောင်းလေးလဲဒီချေကြားရတဲ့အတွက်ကြောင့်မလို့တကယ်လဲဝမ်းသာပါတယ်ဂုဏ်လဲဂုဏ်ယူပါတယ်ဆက်ပြီးဟုတ်တော့လဲတယ်ကျကျေးဇူးတင်ပါတယ်ဟုတ်တယ်အခုကတော့ဒါဒီအတော်အချိန်ဆိုမဲ့လည်းနောက်တစ်ခေါက်ဒီချက်ရဲ့အတန်းနေ join ပြီးတော့ဒီမျိုးနောက်ဆုံး interview လို့ session မျိုးရောက်တဲ့အခါကျလို့ရှိရင်
တေချာပေါ့အင်္ဂလိပ်လိုမျိုး teacher မေးတဲ့ဥစ္စာကိုအင်္ဂလိပ်လိုပြန်ဖြေနိုင်တဲ့အနေထားရအောင်ကြိုးစားပါမယ်လို့ခရီးပြပါတယ်ချင်း good job ပါ congratulation ပါကျေးဇူးအများကြီးတင်ပါတယ် promise ပေးရတဲ့အတွက်လည်းတရားမှတ်ထားပါနော် ဟုတ်ကဲ့ချင်းအဖြစ်ဖြစ်အောင်လုပ်ပေးပါမယ်ချင်း ကျေးဇူးအများကြီးတင်ပါတယ်လို့နောက်ပြီးတော့အမြဲတမ်းတိုးတက်နေအောင်လည်းဝမ်းသာပါတယ်ဟိုတချို့ဒီပေါ့အချိန်ကာလတစ်ခုရာခုခဏရရတာဖြစ်ကောင်းဖြစ်နိုင်တယ်ပြန်တွေ့ကြမှာပဲပေါ့နော်တနေ့နေ့ချိန်ချိန်ကြရောကြားထဲမှာမှကျင်တာကဟိုဘယ်နေရာဘယ်ခရီးကိုပဲရောက်ရောက်ဟိုကိုစူးစမ်းရမယ်ဆိုတဲ့စိတ်ကလေးနဲ့သွားပါနောက်ပြီးတော့ဟိုဘာဟိုပဲဖြစ်ဖြစ်စိတ်တက်ကြနေလို့မရအောင်ကိုလုံးရမယ်ဟာဒီကိုကိုတိုင်းကပဲဥဆောင်ပြီးလုံးမရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့အမြဲတမ်းစူးစမ်းပါလို့ပဲမှားချင်ပါတယ် PR တွေမပါပဲနော်ဟုတ်ကဲ့ဒီချင်းချဲစကားတွေကိုအမြဲတမ်းမှတ်ထားပြီးတော့မှတ်ထားရုံနဲ့လည်းမဟုတ်ဒီချဲစကားတွေအမြဲတမ်းလက်တွေ့မှာပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတော့အကျဉ်းချင်းတွေရောချဲစကားတွေရောအမြဲတမ်းအဲ့စကားအတိုင်းလည်းစူးစမ်းနေပါတယ်ဒီချဲလက်တွေ့မှာရောအများကြီးတင်ပါတယ်နောက်ဆုံးမေးခွန်းလေးမေးကြည့်အောင်မယ်နော်တခြားဒီဗီတာမင်နဲ့မှာဒီတက်ခဲ့ဒီကာလာမှာပေါ့နော်ကိုတို့အမှတ်တရသင်ခန်းစာလေးဖြစ်မယ်ဆိုရင်ဘာသင်ခန်းစာလေးဖြစ်မလဲသင်ခဲ့ရတဲ့သင်ခန်းစာလေးအလောက်ဖုန်းကောနဲ့ပတ်သက်တဲ့ဥစ္စာကတော့မမဲရပဲပေါ့နော်သမီးတို့ဖုန်းအစားဖြေတာကတော့ဖြေတတ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ဖြေတတ်တယ်ပေါ့နော်ဒါမဲ့လည်းဟိုဘယ်လိုမျိုးနီးလဲမမှန်အထာကြကြနဲ့ဖြေရမလဲဆိုတာကတော့အဲ့ဒီသင်ခန်းစာသင်ပြီးလိုက်တဲ့နောက်ပိုင်းမှာအရာကိုပျော်ရွှင်တဲ့ခံစားမှုခံစားရတယ်ဘာလို့ဆိုနီးလဲမမှန်ဟိုတွေ့သွားတဲ့အခါမှာလေအဲ့တခုကတော့တော်တော်အမှတ်ရရပဲအလုပ်ထဲမှာလည်းပို့ပြီးတော့အဲ့ဥစ္စာကိုအဲ့တိုင်းထိထိရရအသုံးချဖြစ်တယ်ပေါ့နော်ဝမ်းသာပါဟိုရအလုပ်ထဲမှာလည်းကြိုးရှိရဆိုတော့ okay အဲ့ဆိုလို့ရှိရင်ဒီချက်ကဒီနောက်ထပ်ပေါ့နော်ထပ်တွေ့သည်ဖြစ်စေထပ်မတွေ့ဘူးဖြစ်စေဒီထက်ပို့ပြီးတော့ပဲတိုးတက်တာကိုပဲမြင်ကြပါတယ်လို့မှားကြပါတယ်နောက်ပြီးကိုယ့်ဘဝမှာတခုတိုးတက်တာအောင်မြင်တာရှိလို့ရှင်လည်းဒီချက်တို့အချိန်မျိုးလာပြောလို့ရပါတယ်လို့ဟုတ်ဒီချက်ဟုတ်တူပဲတက်မှာပဲနော်ဟုတ်ကဲ့ဒီချက် okay အဲ့ဆိုရင်ကျေးဇူးအများကြီးတင်ပါတယ်ဒီချက် interview လေးကိုဖြေပေးရတဲ့အတွက်ကြောင့်မို့လို့ရောနောက်ပြီးတော့ဒီအချိန်တိုကာလာလေးအတွင်းမှာကိုယ့်ကိုယုံကြည်မှုရှိရှိနဲ့တိုးတက်မှုတစ်ခုဖြစ်အောင်လည်းလုပ်ပေးနိုင်တဲ့အတွက်ကောနောက်ပြီးတော့ဒီ job interview ဟိုတေးချာလေးဖြည့်ဆိုပြီးအောင်မြင်သွားတဲ့အတွက်တော့ဒီချက်ကခုံးလဲခုံယူတယ်ဝမ်းလဲဝမ်းသာပါတယ် congratulation ပါကျေးဇူးများတင်ပါတယ်ချေ